ဦးနှုတ်ခွဲစိတ်ကုသမှုမှာဘာကြောင့်ဦးခေါင်းကိုလုံးဝမလှုပ်ရှားအောင်ထိန်းထားရတယ်လဲဆရာဝန်တွေဟာဦးနှုတ်ခွဲစိတ်ကုသရမှာဦးခေါင်းခွန်ကိုဖောက်ပြီးဆက်နဲ့ပုံသေးတွဲထားကြရပါတယ်။ဘာကြောင့်လဲဆိုတော့ဦးနှုတ်ခွဲစိတ်မှုမှာ1 မီလီမီတာလောက်တောင်လွဲချော်လို့မရလို့ပါတယ်။ခွဲစိတ်နေစဉ်မှာတင်းရဲ့ဦးခေါင်းဟာလုံးမငြိမ်သက်နေဘူးလို့အောက်ပြီးမယ်။လူခန္ဓာကိုယ်ကတော့လုံးမအုပ်စုံငြိမ်သက်တာမျိုးမရှိပါဘူး။အသက်ရှူခြင်းကြောင့်ဖြစ်တဲ့အလွန်သေးငယ်သည့်လှုပ်ရှားမှုလေးများကပင်တည်တာသောရွေ့လျားမှုကိုဖြစ်စေနိုင်ပါတယ်။ထို့ကြောင့်ဆရာဝန်တွေများသည့်အချောင်းသုံးချောင်းပါသော Mayfield clamp ကိုကိုဒီကရိယာကိုအသုံးပြုပြီးဦးခေါင်းကိုတနေရာထဲတွင်ပုံသေးမြဲနေအောင်ချုပ်ကိုက်ထားကြရတာပါ။အလွန်သေးငယ်သောလှုပ်ရှားမှုလေးတစ်ခုကပင်အရာအလုံးကိုရုတ်တရက်လွှဲချော်သွားစေနိုင်သောကြောင့်ဖြစ်ပြီးဤနည်းလမ်းကသာခွဲစိတ်မှုအစဉ်စဉ်ကိုတိကျစေရန်ထိန်းချောင်းပေးထားနိုင်တာဖြစ်ပါတယ်။